ဆက်လက်ပြီးလေဝေးမဲဆန္ဒနယ်မှာဦးဝင်းထေးမေးမြန်းမှုဖြစ်ပါတယ်လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးဒုတိယဥက္ကဋ္ဌနှင့်တကွပြည်ထောင်စုဝန်ကြီးများပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့်တပ်မတော်သားကိုယ်စားလှယ်များကြွားရောက်လာကြတဲ့ဧည့်သည်တော်ကြီးများအားမင်္ဂလာပါလို့ဥစွာပထမဂါရဝပြုနှုတ်ခွန်းဆက်ပါရခင်ဗျာကျွန်တော်ကတော့ပြည်ထောင်စုနယ်မြေနေပြည်တော်လယ်ဝင်းမြို့နယ်ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထေးဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဇေယျသီရိမဲဆန္ဒနယ်မှပြည်သူများကိုစားမေးခွန်းမေးမြန်းသွားမှာဖြစ်ပါတယ်ကျွန်တော်တို့နေပြည်တော်ဇေယျသီရိမြို့နယ်အတွင်းမှာမြို့တော်ခမ်းမနဲ့ပြေးလန်းပွဲကြည့်စဉ်ပါသည့်ဘောလုံးကွင်းတစ်ကွင်းတိဆောက်ပေးနိုင်ပါရန်အစီအစဉ်ရှိမရှိမေးခွန်းအားလွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်မေးမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျာလေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာဇေယျသီရိမြို့နယ်ဟာနိုင်ငံတော်၏မြို့တော်တစ်ခုဖြစ်သောနေပြည်တော်ပြည်ထောင်စုနယ်မြေမှာရှိတဲ့အစိုးရရဲ့ရန်တရားများနဲ့အနီးကပ်ဆုံးဆက်ဆက်တည်ရှိနေပြီးနေပြည်တော်၏ရှစ်မြို့နယ်တွင်အရေးကြီးသောမြို့နယ်တစ်ခုဖြစ်ပါတယ်ခင်ဗျာဇေယျသီရိမြို့နယ်ဟာဧရိယာစတူရန်မိုင်ပေါင်း230.85ကျယ်ဝန်းပြီးအိမ်ထောင်စု26,809 ဦးရှိပြီးတော့လူဦးရေအပြင်1,29,222 ဦးနေထိုင်တဲ့အနက်18နှစ်အထက်လူဦးရေမှာ8,1,652 ဦးရှိပါတယ်၎င်းမြို့နယ်အတွင်းနေထိုင်သူအများစုမှာနိုင်ငံတောင်ကိုထမ်းဆောင်နေကြသူများနဲ့တောင်သူလယ်သမားများပဲဖြစ်ပါတယ်ခင်ဗျာလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာဇေယျသီရိမြို့နယ်၏ဒေသခံပြည်သူအများစုဟာပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံယုံကြည်ရသူများဖြစ်ကြပြီးခေတ်ဆက်ဆက်2010ရွေးကောက်ပွဲမှစတင်ပြီးတော့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲတိုင်းမှာလက်ရှိချိန်ထိရှုံးပွဲမရှိမဲအများဆုံးနဲ့နိုင်ရရှိတဲ့မြို့နယ်တစ်မြို့နယ်လည်းဖြစ်ပါတယ်နိုင်ငံတော်ရဲ့လုံငန်းတောင်များကိုလည်းပူးပေါင်းပါဝင်ထောက်ခံတဲ့မြို့နယ်တစ်မြို့နယ်လည်းဖြစ်ပါတယ်ဇေယျသီရိမြို့နယ်အတွင်းမှာရာသီအလိုက်ရိုးရာပွဲတော်များနဲ့အားကစားပွဲတော်များစီကားတိုင်းပြိုင်စွာကျင်းပလျက်ရှိပြီးပြိုင်ပွဲတိုင်းအားရက်ွက်လုံးကျွတ်နယ်မြေလုံးကျွတ်အားပေးခဲ့ကြသောအားကစားချစ်ခင်သူဝါသနာရှင်များစုများနေထိုင်ကြသည့်မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာသို့တော်လည်းဒေသခံပြည်သူအများစုဟာတောင်သူလယ်သမားများဖြစ်သည့်အတွက်ငွေကြေးဥစ္စာတောင်းတင်းသူများမဟုတ်သဖြင့်မြို့နယ်အတွင်းတာရေးနာရေးဘာသာရေးနဲ့ယဉ်ကျေးမှုကိစ္စများဆောင်ရွက်ရတွင်ကိုယ်တူကိုယ်စားစနစ်ဖြင့်ပြုလုပ်ထားတဲ့အဆောက်အဦငယ်များတွင်သာလုပ်ကင်ဆောင်ရွက်ရပါတယ်အလားတူပဲအားကစားဝန်ထမ်းရှင်မျိုးဆက်သစ်လူငယ်များမှလည်းအားကစားနှင့်ပတ်သက်၍လုပ်ငန်းများဆောင်ရွက်ရမှာမြို့နယ်အတွင်းခင်မီအားကစားကွင်းများမရှိခြင်းကြောင့်အခြားနယ်မြေများသို့တွားရောက်လုပ်ကင်ဆောင်ရွက်ကြရပါတယ်သို့ဖြစ်ပါ၍ဇေယျသီရိမြို့နယ်မှာရှိတဲ့ဒေသခံပြည်သူများ၏လိုလားချက်နှင့်ပြင်းပြသောလူဝင်ဆန္ဒများကိုဖြည့်ဆည်းပေးနိုင်ရေးအတွက်ဇေယျသီရိမြို့နယ်အတွင်းတင့်တယ်သောမြို့နယ်ခမ်းမတစ်ခုနဲ့ပြေးလန်းပွဲကြည့်စဉ်ပါရှိသည့်ဘောလုံးကွင်းတစ်ကွင်းနိုင်ငံတော်အစီအစဉ်ဖြင့်ဆောင်ရွက်ပေးနိုင်ရန်ရှိမရှိနဲ့ရှိပါကမြည်သည့်ကာလအတွင်းဆောင်ရွက်ပေးမည်ကိုသိရှိလိုပါ၍ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်မေခွန်းမင်းမြန်းရန်ကြီးဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားကစားရေးဝန်ကြီးဌာနမှဖြေကြားပေးဖို့ဖြစ်ပါတယ်လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်ဒုတိယဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများတပ်မတော်သားကိုယ်စားလှယ်တော်ကြီးများဖိတ်ကြားထားသူများအားလုံးကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနှင့်ပြည့်စုံပါစေကြောင်းဥစွာပထမဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့အားကစားရေးရာဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဦးရဲမြထွန်းဖြစ်ပါတယ်ခင်ဗျာဇေယျသီရိမြို့နယ်တွင်မြို့တော်ခမ်းမတစ်ခုနှင့်ပြေးလန်းပွဲစည်းစဉ်ပါသည့်ဘောလုံးကွင်းတစ်ကွင်းအားနိုင်ငံတော်အစီအစဉ်ဖြင့်ဆောက်လုပ်ပေးရန်အစီအစဉ်ရှိမရှိနှင့်ရှိပါကမည်သည့်ကာလတွင်ဆောက်လုပ်ပေးမည်ကို
သိရှိလိုခြင်းနှင့်ဆက်လင်း၍ကျေပွင့်ပြမိခွန်းနှင့်ပတ်လက်သည့်ပြန်လည်ဖြည့်ချောင်းသွားမှာဖြစ်ပါတယ်။ PowerPoint ဖြင့်ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ။လေးစားအပ်ပါသောလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာ။အားကစားဆိုတာကိုယ်လက်လှုပ်ရှားမှုကအစဝါသနာပါရာကစားနည်းတစ်ခုခုကိုလေ့လာလေ့ကျင့်လိုက်စားတာဖြစ်တဲ့အတွက်ကျမ်းမာရေးကိုများစွာအထောက်အကူဖြစ်ပြုတဲ့အပြင်စီကံစိတ်ဓာတ်စသည်တို့ကိုပါကောင်းမွန်ခိုင်မာစေပါတယ်။အားကစားမြင့်တင်ခြင်းသည်နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည့်ဆိုတဲ့စကားနှင့်အညီနိုင်ငံတကာတွင်အားကစားကိုအားပေးပြီးနိုင်ငံကုန်ကိုမြင့်တင်နေကြပါတယ်။အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြရန်ဆိုတဲ့နိုင်ငံအကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီအားကစားဝန်ကြီးဌာနအနေဖြင့်ပြည်သူများအားကစားကိုစိတ်ပါဝင်စားစွာပါဝင်ဆင်နွှဲနိုင်စေရန်နိုင်ငံတကာအဆင့်မီထူးချွန်ထက်မြက်သောနိုင်ငံဂုဏ်ဆောင်အားကစားသမားကောင်းများပေါ်ထွက်လာစေရန်နှင့်အားကစားကဏ္ဍတိုးတက်မြင့်မားလာစေရန်အတွက်အခြေခံအဆောက်အအုံများကိုစနစ်တကျတိုးချဲ့တည်ဆောက်ပေးလျက်ရှိသည့်အပြင် Mass Sport မှသည် Excellent Sport လူထုအားကစားမှသည်ထူးချွန်သောအားကစားစီတို့ဆိုတဲ့ဆောင်ပုဒ်နှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာလက်ရှိအချိန်တွင်ဝန်ကြီးဌာနအနေဖြင့်မြန်မာနိုင်ငံတဝန်းအားကစားကွင်းများအားကစားယုံများနှင့်ရေကူးကန်များကိုအဆင့်မြင့်တင်ခြင်းတိုးချဲ့တည်ဆောက်ခြင်းနှင့်အသစ်ထပ်မံတည်ဆောက်ခြင်းလုပ်ငန်းများကိုအရှိန်ဟုန်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။နိုင်ငံအကြီးအကဲ၏လမ်းညွှန်မှုဖြင့်အားကစားဝန်ကြီးဌာနမှဦးစားပေးဆောင်ရွက်လျက်ရှိသောလုပ်ငန်းများမှာခရိုင်စစ်မြို့နယ်များတွင်မီတာ400ပြေးလမ်းပါဝင်သောအားကစားကွင်းများအားကစားယုံများဆောက်လုပ်ခြင်းလူဦးရေသသိန်းထက်ရှိသောမြို့ကြီးများတွင်လည်းပြည်သူများကျန်းမာရေးအတွက်လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်နှင့်အားကစားပြိုင်ပွဲများကျင်းပနိုင်ရန်အတွက်အားကစားကွင်းများအားကစားယုံများကိုစံချိန်စံညွှန်းများနှင့်အညီဆောက်လုပ်ပေးလျက်ရှိရာပြည်ထောင်စုနယ်မြေအတွင်းဇဘူသီရိမြို့နယ်ရွှေကြပင်ရပ်ကွက်ရွှေကြပင်အားကစားကွင်းမြေဧရိယာ10 ဧကတွင်မီတာ400ပြေးလမ်းပါသောဘောလုံးကွင်းအထူးတန်းပွဲစီစဉ်အလျားပေ480အနံပေ60အားကစားခန်းမအလျားပေ180အနံပေ150တက်ကုန်းမြို့နယ်တို့တွင်ရုံးအဆောက်အဦအလျား34ပေအနံ24ပေနှင့်လော်ဝေးမြို့တော်တို့တွင်ဝန်ထမ်းအိမ်ယာအလျားပေ80အနံ34ပေတို့အားတည်ဆောက်ပေးထားသည့်အပြင်ပြည်သူများကိုယ်လက်လှုပ်ရှားမှုပြုလုပ်နိုင်ရန်အတွက် outdoor picnic ကိရိယာများတက်ဆွင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ဇေယျသီးမြို့နယ်တွင်အားကစားဝန်ကြီးဌာနပိုင်မြို့နယ်အားကစားကွင်းမရှိပါကြောင်းနှင့်မြို့နယ်အဆင့်ဘောလုံးအားကစားကွင်းတစ်ကွင်းဖောက်လုပ်မည်ဆိုပါကမြေဧရိယာ10 ဧကခန့်အလျားပေ800အနံပေ600နှင့်မြို့တော်ခမ်းမတိဆောက်မည်ဆိုပါကမြေဧရိယာ2 ဧကခန့်စုစုပေါင်း12 ဧကခန့်လိုအပ်မှာဖြစ်ပါတယ်။လူဦးရေ3,989 ဦးရှိတဲ့ဇေယျသီရိမြို့နယ်မှာကိုယ်စားလှယ်တော်ကြီးတင်ပြထားသောမြို့တော်ခမ်းမပြေးလမ်းပါဘောလုံးကွင်းနှင့်အားကစားပွဲစည်းစိမ်များဆောက်လုပ်ပေးလိုတော်လဲလိုအပ်သည့်စုစုပေါင်းမြေဧရိယာ12 ဧကမှာနေပြည်တော်စီပင်သာယာရေးကော်မတီနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေများနှင့်အများပြည်သူပိုင်မြေများတွင်လုံလောက်သောမြေအကျယ်ဝန်းမရှိပါကြောင်းတင်ပြအပ်ပါတယ်။လုံလောက်သောမြေအကျယ်ဝန်းရရှိပါကအားကစားဝန်ကြီးဌာနအနေဖြင့်မီတာ400ပြေးလမ်းပါဘောလုံးကွင်းအထူးတန်းပွဲကြည့်စဉ်အားကစားခန်းမှရုံးဆောက်ဦးနှင့်ဝန်ထမ်းအိမ်အားတို့အားဆောက်လုပ်ပေးနိုင်ရေးအတွက်အနည်းဆက်ဆုံးဗဏ္ဍာနှစ်တွင်ဦးစားပေးအလိုက်ယာထားတင်ပြတောင်းခံရေးခွင့်ပြုချက်ရရှိပါကဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့်နေပြည်တော်ကောင်စီအနေဖြင့်မြို့တော်ခမ်းမဆောက်လုပ်နိုင်ရေးအတွက်ရန်ပုံငွေတင်ပြတောင်းခံပြီးရန်ပုံငွေရရှိသည့်အပေါ်မူတည်ပြီးလုံထုံးလုပ်နည်းများနှင့်အညီ
ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနေပြည်တော်ကောင်စီနှင့်အတူပေါင်းဆက်ရှင်းလင်းဖြေကြားအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ